မင်းသားကြီးနဲ့သွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့တော့ Stitches and Style ရနေပြီးတော့ရရဲဂျွန်ညာကလေးနဲ့အလှသွားလို့မှာဖြစ်ပါတယ်လိုက်ကြည့်ခဲ့ပေးအောင်နော်ဒီသရာကိုတာမှာကြောက်ပါတယ်စာကြီးကကောင်းနေတာဖြစ်ပါတယ်bridge နဲ့မမနဲ့ပပနဲ့တိကေနဲ့ကိုကြီးအောင်ကျိုးကိုကြီးအောင်ကျိုးသူ့ကိုကြီးအောင်ကျိုးလို့မခေါ်လို့ဗလိန်ပြီးရဲ့နောက်မှာကျမတို့ရောက်သွားပါတယ်လမ်းခက်ခက်ဝင်လိုက်ရတာပေါ့နော်ကျမသိရဲ့သူ့ရဲ့ကားမောင်းကျွမ်းကျင်တဲ့ skill ကိုအဲကြောင့်သူ့ကိုမရရအောင်ခေါ်သွားတာပါသူတက်နေမှာလားဟုတ်ကဲ့အေးပြပါရောတော့နော်မင်းသားဝင်သွားပါအောင်ကျိုးကအထုပ်တွေတည်ပြီးတည်သွားတဲ့အချိန်မှာအရင်ဆုံးကလေးတွေကနှုတ်ဆက်တာအရန်ကိုကောင်းပါတယ်သူတို့နှုတ်ဆက်တဲ့ပုံလေးပေါ့နော်မင်္ဂလာပါ Hello ထုံးစံတိုင်းရှင်တို့ကျောင်းဆရာကစာသင်မှုကိုစကြမှာတော့ရရှင်သူစာတင်တာ7မိနစ်ကနေ15မိနစ်လောက်ကြာတော့ပါရှင်ကျွန်တော်မှာဆရာအမလို့ခေါ်လဲ4 5 6 7 8 9 10တော်တော်လေးဆိုရင် I am 3 years old ပြန်မနေလားစာတော့ကားတော့ပြန်မနေโอเคဒီမနက်4နာရီဆိုတော့ကြာတန်းနေကြော်တာခေါက်ဆွဲကြီးကြော်တာဒီကိုထွက်တာဟိုဘက်မှာသွားတူသေးရဲ့ဟုတ်လားဟာသွားတူသေးရဲ့ဆိုဒီဘက်ကိုနည်းနည်းတော့ကြာပါရပါတယ်ဒီနေ့ကလည်းဆိုရင် thank you เนาะဒီနိုင်ငံရေးစကားပဲပြောမြန်မာစကားပဲပြော My pleasure this is our work welcome ညိုထောင်းကျမတို့ပြင်ကနေမှာဘေဘီလေးရကျမတို့အတွက်တချင်းဆိုရပါရှင်။နောက်တစ်ခါလည်းလာဖို့ကြိုးစားပါအောင်မယ်ကျွန်တော်တတာကျမတို့လည်းပြင်ပါပြီ။အပြန်လမ်းမှာဦးလေးကျော်ရဲ့တဲလေးတွေ့လို့အကြံစံကြောင့်ဝင်လုပ်ခဲ့ပါတယ်။ကောင်းဝင်နေကြပါ။ကောင်းမမေးလိုက်ဖို့ပြည့်ကျမခဲကိုတီကေကိုပဲချစ်စတမာရှင် Let us be given hand. Bye bye.